ကဲဒီချင်းတဲ့တင်ပြချက်လေးကိုစလိုက်ကြရအောင်ဒီနေ့မှာတော့ကိုယ့်ရဲ့အလုပ်ကိုင်တိုးတက်မှုလမ်းကြောင်းကိုအပြည့်အဝထိန်းချုပ်နိုင်ဖို့စွန့်ဦးတီထွင်သူတယောက်ရဲ့စိတ်ဓာတ်ကိုဘလို့မွေးမြူရမလဲဆိုတာကိုဆွေးနွေးသွားကြပါမယ်။တနည်းအားဖြင့်ကိုယ့်အလုပ်ကိုင်ရဲ့ပိုင်ရှင်သို့မဟုတ်ကိုယ့်ဘဝရဲ့ CEO တယောက်လိုဘလို့ရည်တည်မလဲဆိုတာပေါ့ဒီလိုလေးရင်စဉ်းစားကြည့်ရအောင်ယနေ့ခေတ်လုပ်ငန်းခွင်ကပညာရှင်တော်တော်များများဟာဘာကြောင့်ဆက်သွားလဲကတွားပြီးလေးတစ်ခုလိုခံစားနေကြတာပဲအလုပ်တစ်ခုတည်းမှာပဲပိတ်မိနေတဲ့ကိုယ့်ရဲ့ရှစ်ဆက်ရမယ်ခြေလမ်းကိုအလုပ်ရှင်ကတတ်မှတ်ပေးမဲ့အချိန်အထိထိုင်ဆောင်နေရတယ်ဆိုတဲ့ခံစားချက်မျိုးလေတော်တော်များများကြုံဖူးကြမယ်ထင်ပါတယ်ဒီပြဿနာနဲ့ပတ်သက်ပြီး Beverly Jones ပြောခဲ့တဲ့စကားလေးတစ်ခုရှိပါတယ်။သူကလူကန်ခွင်မှာစိတ်ပြတ်အားငယ်ရတာတွေအားလုံးနှိပါဟာကိုကိုစွာမရှိဘူးလို့ခံစားရခြင်းတွေလာတာပါတယ်။တကယ်လဲဟုတ်ပါတယ်။ကိုယ့်ရဲ့ရှေ့ဆက်ရမယ့်လမ်းကြောင်းပေါ်မှာကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ခံစားလာရင်အလိုလိုနေရင်စိတ်ပြတ်လာတတ်ကြလားသဘာဝပါပဲ။ဒါကိုဖြည့်ရှင်းဖို့အတွက် Beverly Jones ရဲ့စာအုပ်တဲကအချက်အလက်တွေကိုအခြေခံပြီးဆွေးနွေးသွားမှာပါ။ကိုအားငယ်နေတဲ့စိတ်တွေကိုဖယ်ရှားပြီးကြန့်ခိုင်တက်ကြွတဲ့စိတ်နေသဘောထားတွေနဲ့အစားထိုးနိုင်မဲ့လက်တွေ့ကျတဲ့လမ်းညွှန်မှုတွေကိုအခုဆက်ပြီးကြည့်သွားကြရအောင်ဆိုတော့ပထမဆုံးအဓိကပိုင်းဖြစ်တဲ့20ရာစုရဲ့ထောင်ချောက်ဆိုတဲ့ကြောက်ကိုကြည့်လိုက်အောင်ခေတ်ဟောင်းနဲ့ခေတ်သစ်အခြေအနေနှစ်ခုကိုယဉ်ကြည့်ရင်တကယ်ကိုကွာခြားတာတွေ့ရပါလိမ့်မယ်အရင်20ရာစုပုံစံဟောင်းမှဆိုရင်ကုမ္ပဏီဘောသစ္စာရှိတာကဘဝလုံးကြုံမှုပဲတတလုံးဒီလုတ်တစ်ခုတည်းမှာပဲခေါင်းငုံပြီးလှုပ်သွားကြဖို့မျောလင့်ခဲ့ကြတာလေဒါမဲ့လက်တွေ့20ရာစုမှာတော့အခြေအနေတွေကလုံးဝပြောင်းသွားပါပြီအမြဲတမ်းပြောင်းလဲနေတဲ့အခြေအနေတွေနဲ့အံဝင်ခွင့်ချက်ဖြစ်အောင်နေရမယ်ကနပေါင်းစုံကိုဖြတ်တိုင်းရင်ကိုစီမံခန့်ခွဲရတဲ့ခေတ်ကိုရောက်နေပါပြီဒီလိုအခြေအနေမျိုးမှာလိုက်လျောညီထွေဖြစ်ဖို့နောက်ထပ်အပိုင်းဖြစ်တဲ့ Me Inc စိတ်ဓာတ်ဆိုတာကိုစကြည့်ကြရအောင်ဒီ Me Inc ဆိုတာကိုကုမ္ပဏီတစ်ခုလို့တဘောထားတဲ့စိတ်ဓာတ်ကိုခေါ်တာပါဒါအလုံးကိုရေးကြည့်ပါရယ်ကိုအမိန်နာခံယုံတတ်တဲ့ဝန်ထမ်းတယောက်အဖြစ်ကနေကိုဘဝရဲ့အလုပ်အကိုင်ကိုကိုယ်တိုင်မောင်းနေတက်ကြတဲ့ CEO တယောက်အဖြစ်ကိုလုံးဝပြောင်းလဲပစ်လိုက်တာပါပဲတကယ့်ကိုအကြီးကျယ်ပြောင်းလဲပေးနိုင်တဲ့အရာတစ်ခုပါဟုတ်ပြီဒါဆိုရင်စွန်ယူတည်တွင်သူလျောက်လို့တွေးခေါ်ခြင်းဆိုတဲ့အပိုင်းကိုဆက်သွားကြစို့အဖွဲ့အစည်းကြီးတစ်ခုတည်းမှာအလုပ်လုပ်နေသူတယောက်အနေနဲ့ဒီစိတ်တက်ကိုဘလို့လက်တွေ့ကျင့်သုံးမလဲဒီနေရာမှာ entrepreneur တို့မဟုတ်လုပ်ငန်းတွေးစွန့်ဦးတည်ထွင်သူဆိုတဲ့သဘောတရားကိုနားလည်ထားဖို့လိုပါတယ်သူတို့ကဝန်ထမ်းလည်းဖြစ်ပေမဲ့တကယ် startup founder တယောက်လိုမျိုးစံသစ်တည်ထွင်ခြင်းစိတ်ရှိကြတယ်ပြဿနာတွေကိုကြိုတင်တွက်ဆတယ်အပြောင်းလဲတွေကိုအမြဲမျက်ခြေမပြတ်စောင့်ကြည့်နေတတ်ကြတယ်ဒီလုပ်ငန်းတွေစွန့်ဦးတည်ထွင်သူတယောက်ရဲ့အထူးအရေးသွေးတွေကိုအသေးစိတ်ကြည့်ရရင်ပထမချက်က FIC ရဲ့ရည်မှန်းချက်ကိုတည်တည်ချာချာနားလည်ရပါမယ်ဒုတိယအနေနဲ့ဖောက်သေးတွေကိုအာရုံစိုက်ရမယ်ဒီမှာစိတ်ဝင်စားစရာကောင်းတာကဖောက်သေးဆိုတဲ့နေရာမှာအပင်လူတဲ့တာမကကိုယ့်ရဲ့အချက်လူကြီးနဲ့လွတ်ဖော်ကိုင်ဖက်တွေပါအကျုံးဝင်ပါတယ်တတိယချက်ကတော့ကြာရှုံးမှုတွေကနေသင်ခန်းစာယူဖို့ပါပဲနောက်ဆုံးအနေနဲ့ဘေးရောက်ကိုမစိုးအကောင်းမြင်စိတ်နဲ့ချင့်ကပ်ဖို့လိုပါတယ်ဒီအချက်တွေကကိုယ့်ရဲ့အလုပ်ကရေရှည်ရတည်နိုင်မှုကိုအများကြီးအထောက်အကူပြုပါတယ်ဒီလို entrepreneur တယောက်လိုတွေးခေါ်တာဟာရိုးရာကုမ္ပဏီလေးကားထစ်ကိုတဆင့်ချင်းတက်နေရမျိုးမဟုတ်ပါဘူးပြဿနာတွေကိုဖြေရှင်းဖို့နဲ့အလုပ်ကိုင်တို့တက်ဖို့အတွက်ရှုထွေးတဲ့လမ်းကြောင်းပေါင်းစုံကိုဖွင့်ပေးလိုက်တာပါအလုပ်ကိုင်ဆိုတာတဖြောင့်ထီထွားတဲ့လမ်းမိုးပဲစံသစ်တီထွင်မှုတွေနဲ့အတူကိုယ်တိုင်ထောက်လို့ရမယ်ကွန်ရက်တစ်ခုဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သားစေပါတယ်ကဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းဖြစ်ချက်အလုပ်ရှင်ကိုဖောက်တည်အဖြစ်တတ်မှတ်ခြင်းဆိုတဲ့အကြောင်းအရာကိုဆက်လေ့လာကြည့်အောင်ဒါကလုပ်ငန်းခွင်ရဲ့ရိုးရာအနာဖွယ်စည်းပုံကြီးကိုလုံးဝပြောင်းပြန်လာပြမယ်စိတ်ပိုင်းဆိုင်ရာရှုထောင့်အတိတ်တစ်ခုပါပဲကိုယ့်ရဲ့အလုပ်ရှင်ကိုအဓိကဖောက်တဲ့တယောက်လိုပြောင်းပြီးရှုမြင်ကြည့်လိုက်ပါတကယ်ကိုကြီးမားတဲ့ကြိုးတရားမှုရှိပါတယ်ဒီလိုတွေးလိုက်တာနဲ့ကိုဟာတကူတော်စီပိုင်းလုပ်ငန်းရှင်တယောက်ထစ်ထားပြီလေအဲ့ဒီခါယုံကြည်မှုတွေကိုယ်ပိုင်လက်ခွင့်နဲ့ရွေးချယ်ပိုင်ခွင့်တွေကိုချက်ချင်းဆိုသလိုပြန်လဲရရှိလာပါလိမ့်မယ်အလောက်ကိုင်ရကျွမ်းကျင်သူ Carrie Hannon ပြောခဲ့တဲ့စကားလေးကဒီသဘောတရားကိုတိတ်ကိုထင်ရှားစေပါတယ်သူကကိုယ့်ရဲ့အဓိကအလုပ်ရှင်ကိုဖောက်တည်အဖြစ်ရှုမြင်ဖို့တင်ယူခဲ့ပါတယ်ဒါဟာတိတ်ကိုလွတ်လပ်မှုပေးပြီးခက်ခဲတဲ့စီးပွားရေးအခြေအနေတွေမှာတော့အလုပ်ကိုင်ခရီးလမ်းကိုရှောင်လန်းနိုင်ဖို့အများကြီးကူညီပေးခဲ့ပါတယ်တဲ့တကယ်ကိုထိရောက်တဲ့ mindset shift တစ်ခုပါပဲဒီလို CEO စိတ်သက်တည်မွေးမြူတည်ဟဲ့ဘာဆက်လုပ်မလဲတင်းငယ်တဲ့ခြေလမ်းများစတင်ချင်းဆိုတဲ့အပိုက်ကိုရောက်လာပါပြီတကယ်တော့ကိုပိုင်ကုမ္ပဏီတစ်ခုရဲ့ CEO တယောက်လိုတွေးခေါ်ဖို့ဆိုတာချက်ချင်းကြီးမားတဲ့ပြောင်းလဲတွေလုပ်ဖို့ဖိအားပေးနေရမဟုတ်ပါဘူးအလုပ်ခွင်မှာရှေ့မဆက်နိုင်ပဲရက်တက်နေရအောင်ကြော်လွှားချင်ရင်အေယာမခြေလမ်းကြီးတွေလမ်းဖို့စူးစမ်းတာထက်နေ့စဉ်လွယ်ကူလှုပ်ဆောင်နိုင်တဲ့တင်းငယ်တဲ့အရာလေးတွေကိုပဲအာရုံစိုက်ဖို့လိုပါတယ်အပြောင်းလဲဆိုတာဖြည်းဖြည်းချင်းပဲဖြစ်လာတာလေဒီတော့တိတ်ကိုထိရောက်တဲ့တခြားစီးလင်းများလုပ်ငန်းစဉ်ဆိုတာရှိပါတယ်ပထမဆက်အနေနဲ့ကြီးမားတဲ့အနာဂတ်ရည်မှန်းချက်တစ်ခုကိုအရင်ချမှတ်ပါဒုတိယအဆင့်မှာ
အဲ့ဒီရည်မှန်းချက်ကြီးကိုအလွန်တင်းငယ်တဲ့လှုပ်ဆောင်ချက်လေးတွေအဖြစ်ခွဲထုတ်လိုက်ပါတတိယနဲ့နောက်ဆုံးအဆင့်အနေနဲ့ကတော့အဲ့ဒီတကြားစီးလေးတွေလောက်တင်းငယ်တဲ့အလုံးလေးတစ်ခုကိုနေ့စဉ်အကောင့်ထဲပေါ်သွားဖို့ပါပဲဒီနီလန်းလေးကအလောက်ကိုက်လမ်းကြောင်းကိုဖြည်းဖြည်းနဲ့မှန်မှန်ပြောင်းလဲသွားစင်မှာသိကြပါတယ် ဆိုတော့မှတ်ထားရမယ့်အဓိကအချက်ကတော့ပုံမှန်ဆင်းဆက်မပြတ်လှုပ်ဆောင်ခြင်းကပြင်းပြင်းထန်ထန်တခါလေးလှုပ်ပစ်တာအထက်အများကြီးပို့ပြီးအစွမ်းထက်တယ်ဆိုတာပါပဲပုံမှန်လေးတစ်ခုခုကိုအမြဲလှုပ်ဆောင်နေတာကအကောင်းဆုံးကာထားတဖို့ပါပဲကိုဘွားရဲ့ CEO တရားအနေနဲ့နေ့စဉ်တင်ခဲ့တဲ့ရင်းနှီးမြှုပ်နှံမှုလေးတွေကနေရေရှည်မှာအကြီးမားတဲ့အချိုးမြတ်တွေကိုရယူနေမှာဖြစ်ပါတယ်ကဲဒီရှင်းလင်းချက်လေးကိုနေကုန်းချုံမနဲ့စဉ်းစားချက်မိကုန်းတို့ကိုမေးကြပါမှာတဲ့အလုပ်တွေပြီးမြောက်ဖို့ပဲစောင့်နေတဲ့အနေထားကနေကိုယ့်ရဲ့အလုပ်အကိုင်ကိုကိုယ်တိုင်ပိုင်ဆိုတဲ့အနေထားကိုပြောင်းလဲဖို့အတွက် CEO တယောက်အနေနဲ့ဒီကနေ့မှာဘာကိုပထမဆုံးခြေလှမ်းဖြစ်စတင်လို့ဆောင်မလဲအားလုံးပဲဒီအချက်ကိုတွေးတောင်းရင်ကိုယ့်ရဲ့ကိုယ်ပိုင်အလုပ်အကိုင်ခေးလမ်းကိုအကောင်းဆုံးဖန်တီးနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်